လဲလေဟောအဲ့လိုမျိုးမထင်တော့ဘူး chocolate မှာ alcohol အရင် osaka က high day mas တော့တယ်ကိုရုံးမရ online ချီနာတော့တဲ့ကောအဲ့ရောခရဆိုင်ဆိုတော့တောင်းမစားနဲ့လို့အဲ့တော့အထက်ထပ်ပြပြနေညီမလေးဘီယာနဲ့ရမင်းတို့ဘီယာမတောက်တယ်လို့ငါမှတ်တာပါနောက်တစ်ခါကျဒီ chocolate ဝယ်ခြင်းမမွေးကြအေး ဘီယာမဟုတ် randy တောင်းပါရင်လည်း အဲ့ဒါယူငါဘွားဘာလဲအော်ဒီဥစားလို့ဟိုတခုခုပါငါအပိုင်ဖြစ်လိုက်နေဆိုပြီးတော့စပီတီလေးနေမှာ မဟုတ်ဘူးမအဲ့ဒီစပစ်ရှောက်ထဲမှာဘီယာစိန်ထားတယ်တိလားအဲ့စပစ်ရှောက်ကိုစားလိုက်တော့ပို့ပြီးတော့နှာခေါင်းဒီမှုန်တက်လာအဲ့ရှင် ဘီယာမတောက်တဲ့အမိုင်း chocolate ကျွေးလိုက်တာမူးနေပါ ငါထင်တာလည်းမလို့မဟုတ်ဘူးလေအဲ့ကြောင့်အရာရတမျိုးခါတက်တက်ပြီးလို့ငါ အခုညာမနဲ့စားအဲ့တော့တစ်ထပ်လုံးကောင်စားနိုင်တယ်သူဘီယာမတောက်ဘဲငါတော့သိရတော့လင်းစားဘီယာတောက်တယ်ဆိုတာသိရ ဘီယာတော့လည်းမသိပါဘူးငါမတော့တယ်မဟုတ်ဘူးပါလေဘီယာရတာပါလေဟုတ်လားမဟုတ်လား ဘီယာတော့မဟုတ်အရက်ပေါ့အေး randy ရတာဘယ်လိုလဲမသိမှုန်ထုံ ရထားပါမမှုနေတော့ကြာ ရနေနေတော့ ပြန်လို့အတင်းဖုန်းချိန် ဟုတ်လေမ ဒါမဲ့ခဏကိုတကောင်းမလို့ အဲ့ခါခါလေးနဲ့သူက ခဏလည်းလို့ခါမစကားကောင်းတယ် chocolate ခါမဘီယာခါ